ချစ်တာနဲ့တန်ရောစဉ်ရှိတာမတူဘူးချစ်တယ်ဆိုတာတခဏလေးတွေ့လိုက်တဲ့အချိန်တွင်းမှာပဲလူတစ်ယောက်ကိုချစ်မိသွားနိုင်တယ်ဒီနေ့ချစ်မိပြီးနောက်နေ့မှလည်းချက်ချင်းပဲမချစ်နိုင်တော့တာမျိုးလည်းဖြစ်နိုင်တယ်တန်ရောစဉ်ဆိုတာကချစ်တယ်ဆိုတာထက်ပိုလေးနဲ့တယ်တိဆောက်ရတဲ့ကာလတွေကလည်းအရန်ကြာတယ်လူနှစ်ယောက်မချစ်ဖဲနဲ့လည်းတန်ရောစဉ်ကြောင့်လက်ထပ်သွားကြတာတွေရှိတယ်တန်ရောစဉ်ကချစ်တယ်ဆိုတာလိုမျိုးအပြောင်းလဲမရှိပါဘူးဒီနေ့တန်ရောစဉ်ရှိလေနောက်နေ့ပေါင်းများစွာမှလည်းရှိနေအောင်ပါပဲမုန်းနေရင်တော့မှတန်ရောစဉ်ဆိုတဲ့စိတ်ကြောင့်စိတ်ထဲမှာတွေးမိပြီးတတိယနေမှာအဲ့တော့တယောက်နဲ့တယောက်ချစ်တာအပြင်တန်ရောစဉ်ရှိသွားရင်ဘသူဖြစ်မပြတ်ကြတာများတယ်ပြတ်သွားခဲ့တယ်နော်တယောက်နဲ့တယောက်တရားပါမမိတ်နိုင်ကြတာများတယ်တန်ရောစဉ်ဆိုတာကချစ်တယ်ဆိုတာတဲ့ပိုလေးနဲ့တလို့ပိုပြီးလဲဖြတ်တော့ရခတ်တဲ့ကြိုးတစ်ချောင်းပါအနေဝေးတဲ့ချစ်သူဘဝမှာအချစ်တစ်ခုတည်းနဲ့မတည်မြဲပါဘူးတန်ရောစဉ်နဲ့ရစ်ပတ်ပြီးမှဒီကြိုးကခိုင်မာတာအဲ့တော့လူတစ်ယောက်ကတန်ရောစဉ်အပြင်ချစ်တယ်ဆိုတာတဲ့ပိုပြီးချစ်တတ်တဲ့လူမျိုးတွေမှာခမဟာပါနေမယ်ဆိုရင်တော့သူများတွေထက်သုံးစားမကခံစားရမယ်ဆိုတာကတော့အသေးချပါပဲ